သူကတော့တရေမှာပါရိုးရိုးတရေမှာတော့မဟုတ်ဘူးသူတို့သမီးတရေပေါ့သူ့အကြောင်းဗီဒီယိုလေးကဒီမှာအရင်ကြည့်လို့ရတယ်နော်အခုကသူ့အကြောင်းအပိုင်းနှစ်ပေါ့ဒီနေ့မှာတော့တရေမကသူ့လူတွေကိုခြောက်နေကြတစ်ပင်ကြီးအောင်မှာထိုင်နေပါတယ်လက်ထဲမှာလည်းတရက်တီးတစ်လုံးကင်ထားသေးတယ်ငါဘွားငါတေးရအောင်ကံမကောင်းပါလားအေးသူရနဲ့ယူမယ်လို့လောက်ခါမှာစပယ်ကဂျားပြက်အဖြေပေးသွားသေးတယ်အခုတော့ငါမှတရက်တီးတစ်လုံးနဲ့အထီးကျန်နေပြီအဲ့ဒီအချိန်အပင်ပေါ်ကနေအတန်တက်တက်ကြားလိုက်ရပါတယ်ဘာလို့လဲငါအသေးခွဲနေရအောင်ဘာလို့နှောက်ရှက်နေရလဲဒီချိန်မှာပဲတစ်ပင်ပေါ်ကတစုံတစ်ခုကဝုန်းခနဲ့ပြုတ်ကျလာပါတယ်ပခါတော့ကျိုးပါပြီဒီတရက်တီးတွေကလည်းခွေးကခတ်လိုက်တာပြောဆူဆူနဲ့ကုန်းထားလိုက်တဲ့အခါတရေမကအမလေးရှင်ကဘာလဲလူလားတရေလားဩညီမလေးရဲ့ကိုရုပ်ကလည်းတေချာကြည့်ပါဦးဒီရုပ်ကလူဖြစ်မလားလို့တရေချင်းချင်းကိုလာမေးနေတယ်ရှင်ကဒီတရက်တီးတွေကိုဘာလို့မလို့လဲစားမလို့လေကိုကအတီးမတရက်တားမှာဝက်တအားကြိုက်တာဗျာတရေထီကဒီလိုပြောလိုက်တော့တရေမကဒိန်ခနဲ့ရင်တစ်ချက်ခုန်သွားပါတယ်ဟဲတကယ်ကြီးလားယင်ကျမလည်းအဲ့အရာတွေပဲကြိုက်တာအကြိုက်ချင်းကလာတူနေပြန်ပြီဟာဒီလိုအကြိုက်တူတာအရန်ပျော်သွားပြီဟဲ့ဒါဆိုရင်ရှင်မြန်မာဟုတ်ထဲမှာဘာမဟုတ်အကြိုက်ဆုံးလဲတူတူဖြေကြည့်ကြမယ်လေ1 2 3မုံဆိုင်ပါဟောဗျာဒါလည်းအကြိုက်တူပြန်ပြီကိုကညဘက်ဆိုလူတွေကိုခြောက်ပြီးသူတို့ထွက်ပြေးလို့ကြံခဲ့တဲ့မုံတွေကိုစားရတာလဲဝါနာပါသေးတာ။အိုးကျမလည်းတူတူပဲ။ကျမကလေအရင်ကသူရဆိုတဲ့လူတယောက်ကိုလိုက်နေတာ။သူကဝတ်သားတူတူစားပြီးမှထင်လို့ဒါပေမဲ့သူ့ရေးစားစပယ်ကလာနောက်ရှက်လို့အသေးကွဲနေတာ။မပူနဲ့ညီမလေး။ကိုလည်းမင်္ဂလာဆောင်အနီးသူတို့သမီးကလည်းနောက်လိုက်ပြေးလို့နှလုံးသားလေးလျှော့ရပြီးဒီလိုတရေဘွားရောက်သွားတာပဲ။သူတို့အကြိုက်လဲတူတယ်။တဲကွဲဖြစ်ရလဲတူတယ်တို့နှစ်ယောက်စုံကြပြီပေါ့အင်းနော်ဟီဒါကိုဖူးစာလို့ပြောရင်ရမလားဟင်အိုးဒီလိုနဲ့အသေးကွဲနေတဲ့တရေမတယောက်ရီးစားရသွားပါတော့လေထုံးစံအတိုင်းပန်းချန်ထဲတချင်းဆိုရင်ပတ်ပြေးကြတာပေါ့နော်တရက်သူရနဲ့စပယ်တို့ကအွန်လိုင်းမှာလိုက်လွှင့်ပြီး FA တွေအမြင်ကက်လာအောင်ရိုပြနေပါတယ်အဲ့ဒီအချိန်မှာပဲတရေမတို့စုံတွေချစ်သူတဘာဝရှောက်လေရာကနေသူရတို့ရှိတဲ့နေရာကိုရောက်လာပါတော့တယ်ကိုရေအဲ့ဒါသူရလေတဲကိုညင်လိုက်တဲ့တယောက်ပေါ့သူ့ဘေးနားကစပယ်ကြောက်တဲ့အသေးကွဲရတာဩဒီလိုလားလာတဲ့ကိုတို့နှစ်ယောက်သူတို့ကိုတွားချောက်လိုက်ကြအောင်တရေနှကောင်ကသူရတို့စီ6လမ်းပိုရောက်သွားချိန်မှာပဲသူရနဲ့စပယ်ရဲ့ live ကိုကြည့်နေကြသူတွေကကွန်မန့်တွေဝင်ရင်းကြပါတော့တယ်စပယ်ကဟဲသူရရေဒီကွန်မန့်တွေကိုဖတ်ကြည့်ပါဦးစပက်ရှယ်အဖက်ကြီးနဲ့မိတ်ကပ်ပြင်ပေးထားတာအရန်ပြင်လို့တဲ့ဟင်အေးဟာအနောက်က2ယောက်ကိုမိတ်ဆက်ပေးပါအောင်နဲ့ပြင်ဆင်ထားတာတအားလန်းလို့ဆိုပါလားသူရတို့2ယောက်ကကွန်မန့်တွေဖတ်ပြီးအားရဝမ်းသာနဲ့တရေမတို့ကိုဒီလိုပြောလိုက်ပါတယ်တရေမရေထက်ချောက်ပေးပါဦးဟိုဘက်ကတရေအကိုကြီးလဲတကွက်လောက်လုပ်ပြပါဦးမြဒီမှာပြိသက်တွေကအရန်ကြိုက်လို့တဲ့ဒီလိုနဲ့ပဲတရေစုံတွဲလဲရောင်နာနာနဲ့အွန်လိုင်းမှာလိုက်လွှင့်ပြီးကားပြဖြောပြလိုက်ရပါတော့တယ်